မင်္ဂလာပါတငယ်ချင်းတို့ရေဇလန်လေးမပြောပြခင်မှာအရင်ဆုံးပြောချင်တာကကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြီး subscribe မလုပ်ရသေးတဲ့သူတွေရှိရင်အခုပဲနှိပ်ပေးသွားကြပါအောင်နော်ဒါမှကျွန်တော်ကောင်မလေးကိုမုတ်ွယ်ကြွနိုင်မှာမဟုတ်ပါဗျာဟဲကဲဒီနေ့ကျွန်တော်ပြောပြပေးမယ့်ဇလန်လေးကတော့2021ခုနှစ်ကထွက်ရှိထားတဲ့အိန္ဒိယရုပ်ရှင် The White Tiger ဆိုတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဂျိုးပြီးတတိပေးချင်တာကတော့ spoiler တွေပါနေမဲ့အတွက်ဇလန်အရသာပြတ်သွားနိုင်တယ်နော်သွားနိုင်တယ်နော်ဇလန်ဆရာနဲ့2010ပြည်နှစ်ဘန်ဂလောမြို့ကအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ဘာရမ်ဆိုတဲ့လူကိုစတွေ့ရမယ်။သူကအောင်မြင်နေတယ်လို့ရဲတွေကလည်းအလိုရှိနေတဲ့တရခန့်ဖြစ်တယောက်ပေါ့။အိန္ဒိယကိုအလဲလာမဲ့တရုတ်ဝန်ကြီးချုပ်စီကိုသူကအီးမေးလ်တစ်စောင်ရေးနေတာပါ။အဲ့ဒီအီးမေးလ်ထဲမှာသူ့ဘဝအကြောင်းကိုရေးရင်ဇလန်ကိုပြန်ပြောပြနေတာပေါ့။ဘာရမ်ရဲ့ငယ်ဘဝကတကယ်ကိုဆင်းရဲပါတယ်။ကျောင်းမှာဆရာကသူ့ကို White Tigerချားဖြူလို့တင်စားခေါ်ရလောက်အောင်ညင်ကောင်းတဲ့ကလေးတစ်ယောက်ပါချားဖြူဆိုတာကတခက်မှာတကောင်လောက်တာပေါ်လာတတ်တဲ့ရှားပါးတော်ဝါမျိုးလေးဒါပေမဲ့ကန်ဆိုးတာကသူ့အဖေဟာရွာကမြေရှင်ကြီး The Stock စီမှာအကျွေးတွေတင်နေတော့ဘာလိုရမ်လဲကျောင်းထွက်ပြီးလက်ဖက်ရည်ဆိုင်မှာအလွတ်လွတ်အကျွေးဆက်ရတဲ့ဘဝရောက်သွားရှာတယ်ရေးဆိုင်မှာအလွတ်လွတ်အကျွေးဆက်ရတဲ့ဘဝရောက်သွားရှာတယ်သူ့အဖေဆုံးသွားပြီးတဲ့နောက်မှာတော့ဘာလိုရမ်ဟာဒီဘဝကနေရုံးထွက်ဖို့အခွင့်အလမ်းကိုစောင့်နေခဲ့တဲ့ဘဝကနေရုံးထွက်ဖို့အခွင့်အလမ်းကိုစောင့်နေခဲ့တဲ့တနည်းမှာတော့မြေရှင်ကြီးရဲ့တားအငယ်ကောင်အရှုပ်ဆိုတဲ့လူအမေရိကန်ကနေပြန်ရောက်လာတာကိုသူမြင်လိုက်ရတယ်ဘာလိုရမ်လည်းချက်ချင်းအကြမ်းထုတ်ပြီးကားမောင်းတင်အဘွားစီကပတ်စံချီးပြီးအရှုပ်ရဲ့ကားဒရိုင်ဘာထီအောင်စူးစမ်းတော့တာပဲသူညံကဘလို့ကောင်းတယ်လဲဆိုရင်ငကိုရှိပြီးသားပထမရင်မောင်းကိုမွတ်စလင်မန်းတိလို့မြေရှင်ကြီးကမွတ်စလင်တွေမုံမှန်းတိတော့ကုန်းတိုက်ပြီးအလုတ်ဖို့ခိုင်းလိုက်တယ်ဒီလိုနဲ့သူဟာအရှုပ်ညက်သူဇနီးပင်ကီတော့ရဲ့ယုံကြည်စိတ်ချရရဲ့ရင်မောင်းဖြစ်လာခဲ့တယ်အရှုပ်ညက်ပင်ကီတို့နိုင်ငံရေးသမားတွေကိုလာထိုးဖို့ဒယ်လီမြို့ကိုတွားကြတဲ့အခါဘာလိုရမ်လည်းပါသွားတယ်ဒီခီးစဉ်မှာဘာလိုရမ်တဖြည်းဖြည်းသဘောပေါက်လာတာကအရှုပ်ဟာသူ့အဖေအကူတွေလောက်မရက်ဆက်ပေမဲ့သူ့ကိုတော့အစေခံတရုပ်လိုပဲဆက်ဆံတာပါပဲဇလိုင်းရဲ့အလွယ်ပြောင်းကတော့ပင်ကီမွေးနေ့ညမှဖြစ်သွားတာပါအဲ့ဒီညကသူတို့လင်မယားအယမ်းမူးနေကြပြီးပင်ကီကိုရန်ကားမောင်းမင်းရင်လမ်းကူးနေတဲ့ကလေးတယောက်ကိုဝင်တိုက်မိပြီးကလေးတည်သွားတယ်အဲ့ဒီမှာရင်တတိသားတို့ရဲ့စရိုက်မန်ပေါ်လာတော့တာပဲသူတို့ပြမှုအတွက်ဘာလိုရမ်ကိုအသေးခံခိုင်းပြီးကားမောင်းတာကျွန်းတော်ပါဆိုပြီးလက်မှတ်ထိုးခိုင်းကြတယ်ဘာလိုရမ်လည်းမတက်တာတဲ့အစုံသူ့မိသားစုဒုက္ခရောက်မှကြောက်လို့လက်မှတ်ထိုးပေးလိုက်ရတယ်ကင်ကောင်းချင်တော့ဘသူမှရဲမတိုင်ကြလို့အမှုကပျောက်သွားတယ်ဒါပေမဲ့ဘာလိုရမ်စိတ်ထဲမှာတော့အကြီးကျယ်နာကျင်သွားပြီပင်ကီတော့သူ့ထုတ်ချက်သေးတို့ရဲ့စိတ်ဓာတ်ကိုယွန်ပြီးအရှုတ်ကိုထားခဲ့ပြီးအမေရိကန်ကိုပြန်သွားတယ်မပြန်ခင်ဘာလိုရမ်ကိုပတ်စံတချို့ပေးပြီးနင်းလွတ်မြောက်ဖို့ကြိုးစားပါလို့မှာခဲ့တယ်အရှုတ်ကတော့မိမပါသွားတော့စိတ်လီးပြီးဘာလိုရမ်အပေါ်ပို့ဆိုးသွားတယ်ဒီနေ့မှာနိုင်ငံရေးသမားတွေကိုလာထိုးဖို့ပတ်စံအိတ်အနီးရူပီ4000လောက်ပါတဲ့အိတ်ကိုဘာလိုရမ်မြင်သွားတယ်တချိန်နဲ့မှာပဲရွာကသူ့အဘွားကသူ့ကိုအတင်းပြန်လာပြီးမိမယူဖို့ပတ်စံပို့ဖို့ဖိအားပေးလာတယ်သူ့တနွေလေးကိုပါတထေးအိမ်လွတ်ပြီးခေါ်ခိုင်းတယ်ဘာလိုရမ်တယောက်သူ့တနွေလေးကိုတရိษံယူလိုက်ပေါ်ရင်းနဲ့လောင်အိမ်ထဲမှာကြားဖြူကြီးကိုမြင်လိုက်တဲ့အချိန်မှာတော့သူ့တတိလင်းမလို့ထေသွားပြီးအသီးတစ်ခုဝင်သွားတယ်ဒီလောင်အိမ်ဂျွန်ဘွားကနေမရုံထွန်ညငါသေးမှာပဲဆိုတာကိုပေါ့မိုးရွာနေတဲ့အညာတညမှာတော့အရှိုကိုလိုက်ပေါ်ရင်းနဲ့လမ်းမှာကားဘိန်းဖောက်ချင်ရောင်းဆောင်အရှိုကားအောင်ဆင်းကြည့်တဲ့အချိန်မှာအရက်ပိုးလင်ပကွက်နဲ့ထိုးတပ်ပြီးပတ်စံအိတ်ကြီးယူကထွက်ပြေးပါတော့လေနောက်ဆုံးမှာတော့ဘာလိုရမ်ဟာဘန်ဂလောကိုထွက်ပြေးလွတ်မြောက်သွားပြီး The White Tiger Driver ဆိုတဲ့တက္ကစီကုမ္ပဏီတစ်ခုကိုထောင်လိုက်နိုင်ခဲ့တယ်သူခိုးလာတဲ့ပတ်စံတွေနဲ့ရဲတွေကိုလာထိုးသူ့ပလိုက်ဆိုင်ဘတ်တွေကိုရှင်းထုတ်ပြီးအောင်မြင်တဲ့တထေးကြီးဖြစ်လာတာပေါ့သူ့ရွာကမိသားစုကတော့မြေချင်းကြီးလက်ထက်ကအသက်ခံလိုက်လောက်ပြီလို့သူသိနေပြီဒါပေမဲ့သူကတော့ကျွန်းဘိုးကနေလွတ်မြောက်ဖို့ဆိုရင်ဓာတွေကပေးဆက်ရကြိုနတ်တယ်လို့ဆိုရင်ဇလန်းလီပြီးသွားပါတယ်တငယ်ချင်းတို့ရဲ့တော့ဒီဇလန်းလေးကိုဘလို့မြင်လဲ
ကျွန်းဘဝကလွတ်ဖို့လူတက်ပြီးထပ်ပြီးခဲ့တဲ့ Valorant ရဲ့လူရက်ကမှန်တယ်ထင်လားကဲဇလန်းလေးကိုသဘောကျရင် like လေးပေးပြီး channel ကို subscribe လုပ်ဖို့မမေ့နဲ့အောင်နော်